every day ကိုခွဲပြီးတော့ရေးရမယ်တစ်ဆက်တည်းရေးရမယ်အဓိပ္ပာယ်မတူပါဘူးခွဲပြီးတော့ရေးမယ်ဆိုလို့ရှိရင် adverb အနေနဲ့သုံးတာဖြစ်ပြီးတော့တစ်ဆက်တည်းရေးမယ်ဆိုလို့ရှိရင် adjective အနေနဲ့သုံးတာဖြစ်ပါတယ်ကဲဥပမာဝါကျလေးတွေကြည့်ကြည့်အောင် internet ဆိုတာကငါနေ့စဉ်ဘဝရဲ့အစိတ်ပိုင်းတစ်ခုပါလို့ပြောမယ်ဆိုလို့ရှိရင် the internet is part of my everyday life the internet is part of my everyday life internet ဆိုတာငါနေ့စဉ်ဘဝရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်လို့ပြောပြတာဒီ everyday ကိုတစ်ဆက်တည်းရေးရဖြစ်တဲ့အတွက်ကြောင့်မလို့ adjective အနေနဲ့သုံးတာဖြစ်ပါတယ်သူ့နောက်မှာ down လိုက်တာဖြစ်ပါတယ် life ဆိုပြီးတော့ noun လိုက်တာဖြစ်ကဲနောက်တစ်ခုထပ်ကြည့်အောင် computer ဆိုတာကငါနေ့စဉ်အသုံးပြုဖို့အတွက်ပါဆိုလို့ရှိရင် English ကို computer is for my everyday use computer is for my everyday use computer ဆိုတာကငါနေ့စဉ်အသုံးပြုဖို့အတွက်ပါဆိုပြီးတော့အဓိပ္ပာယ်ရဖြစ်ပါတယ်ကဲနောက်တစ်ခုခွဲပြီးရေးမယ်ဆိုလို့ရှိရင် adverb အနေနဲ့သုံးတာဖြစ်ပါတယ်ဥပမာဝါကျလေးကြည့်လိုက်ရှင်းသွားပါလိမ့်မယ်ငါနေ့တိုင်း coffee တစ်ခွက်တောက်တယ်ဆိုလို့ရှိရင် English ကို I drink a cup of coffee every day I drink a cup of coffee every day ငါနေ့တိုင်း coffee တစ်ခွက်တောက်တယ်ကဲနောက်တစ်ခုကျွန်တော်ထပ်ကြည့်အောင်ငါနေ့တိုင်းအဲ့ရစောစောထတယ်ဆိုချင် English လို့ I get up early every day I get up early every day ငါနေ့တိုင်းအဲ့ရစောစောထတယ်ဒီမှာဆိုရင်သူတို့နှစ်ခုကိုခွဲပြီးရေးရဖြစ်ပါတယ် every နဲ့ day ကိုခွဲရဖြစ်ပါတယ်သူ့ကို adverb အနေနဲ့သုံးတာဖြစ်ပါတယ်ကဲခွဲရေးရနဲ့တစ်ဆက်တည်းရေးရအဓိပ္ပာယ်မတူဘူးဆိုတာကိုဒီနေ့ကျွန်တော် share လုပ်ပေးချင်တာဖြစ်ပါတယ်အကျိုးရှိရဆိုရင်ကျွန်တော် page ကို like and follow လုပ်ဖို့ကျွန်တော်နောက်ဆိုပါတယ် Thanks for watching see you in the next video